Video 3.1 မှာမြန်မာအတန်မှန်တဲ့ဗီဒီယိုတွေထုတ်ချင်နေတာလားအဲ့ဒါဆိုအခုဗီဒီယိုကိုအဆုံးထိကြည့်သွားကြပါ Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ video 3.1 မှာမြန်မာအတန်မှန်အောင်ဘယ်လိုထုတ်ရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးflow တွေကိုဝင်လိုက်မယ် flow တွေဝင်ဖို့ဆိုရင်ကျွန်တော် VPN ခံရပါမယ်ဖုန်းမှာပဲဖြစ်ဖြစ် desktop မှာပဲဖြစ် VPN ခံပြီးမှ flow တွေကိုဝင်ပြီးသွားရင် create with flow ဆိုတာကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီမှာ project ထဲကိုရောက်သွားမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဒီဟာဆိုရင်တော့ကျွန်တော်အရင်လုပ်ထားတဲ့ project ပေါ့နော်အခုကျွန်တော်အသစ်လုပ်မှာဆိုတော့ new project ကိုတောင်းလိုက်မယ် new project ကိုနှိပ်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာမြန်မာအတန်မှန်တဲ့ video ထုတ်လို့ရတဲ့ဒီလမ်းက3ခုရှိတယ်ပေါ့နော် text to video နဲ့လည်းရတယ် frame to video နဲ့လည်းရတယ် ingredients to video နဲ့လည်းရတယ်ပေါ့နော်ဒီ3ခုထဲမှာအကောင်းဆုံးကတော့ကျွန်တော်စမ်းကြည့်သလောက် ingredient to video ကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်မြန်မာအတန်ထွက်တာပို့ပြီးတော့မှန်တယ်ဒါပေမဲ့ကျွန်တော်အခုဒီဗီဒီယိုထဲမှာ3ခုလုံးကိုစမ်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အရင်တော့ကလည်းလုပ်နေကြ text to video နဲ့အရင်ဆုံးစမ်းပြပေးပါမယ် Okay text to video စမ်းဖို့ဆိုရင်ကျွန်တော် prompt လိုတယ် prompt ကိုကျွန်တော်ထုံးစံတိုင်းပဲDC မှာကျွန်တော်သွားရိုက်ထားတယ်DC မှာကျွန်တော်ဒီလိုမျိုးရိုက်ထားတယ်ပေါ့နော်ဗီဒီယိုလေးမှာဗီဒီယိုထုတ်ရန်အတွက်အင်္ဂလိပ်လို prompt ရေးပေးပါမြန်မာနိုင်ငံရှိအစင်းမြင့်ရုံးတစ်ခုတည်းရှိအကောင်းစားထိုင်ကုန်တွေမျိုးသားတူထိုင်နေသည်ထိုမျိုးသားဒီကင်မရာကိုကြည့်ပြီးယုံကြည်မှုအပြည့်ဖြင့်စကားပြောသည်ပေါ့နော်ဗီဒီယို 3.1 မှာမြန်မာအတန်မှန်အောင်မထုတ်တတ်သေးဘူးဆိုရင်ခင်းနောက်ကျနေပြီနော်ပြီးရင်ကင်မရာဒီအငြိမ်ဖြစ်ရမည်ပေါ့နော်ကင်မရာကိုဘာလို့အငြိမ်ဖြစ်ရလဲဆိုတာကိုကျွန်တော်ပြီးရင်တစ်ချက်ရှင်းပြမယ်ပေါ့နော်ပြီးရင်ရှင်းစက္ကန့်တွင်ဝင်အောင် prompt ရေးပေးပါစကားပြောတဲ့နေရာတွေကိုမြန်မာလိုရေးပေးပါပေါ့နော် Okay ကျွန်တော် prompt ထုတ်လိုက်မယ်Okay prompt ရပြီပေါ့နော် prompt ရပြီဆိုရင်ကျွန်တော်က prompt ကို copy ကူးမယ် copy ကူးတဲ့နေရာမှာကျွန်တော်ဒီ visual audio တွေကိုတော့မကူးတော့ဘူးဗျာအဲ့တော့ဒီကနေပြီးတော့စကူးမယ်ဒီကောင်တော့နည်းနည်းလေးတော့ပြင်ရမယ်ပေါ့နော်ကျွန်တော် control C နဲ့ copy ကူးလိုက်မယ်ကူးပြီးသွားရင်ဒီ text to video ဒီထဲမှာလာပြီးတော့ prompt ချ paste ချမယ်ပြီးရင်ကျွန်တော်ဒီထဲကနည်းနည်းလေးပြင်စရာရှိတာလေးပြင်အောင်မယ်ပေါ့နော်ဒီနားမှာပေါ့နော် he looks directly into the lens with a composed and knowledge expression ဆိုတဲ့နေရာမှာကျွန်တော်ကဒီဟာကိုဖြတ်မယ်ဖြတ်ပြီးတော့ and speak in clear confident clear confident speak in confident speak clear and confident in Burmese language လို့ရေးမယ်နော် in Burmese language in Burmese language ဆိုပြီးတော့ကျွန်တော်တို့ comma လေးခံလိုက်မယ်ခံပြီးတော့မှကျွန်တော်ဒီအောက်မှာဒီစကားပြောတဲ့နေရာရဲ့အရှိမ dialogue ဆိုပြီးတော့ရေးလိုက်မယ် dialogue is နော်video 3.1 မှာမြန်မာအတန်မှန်အောင်မထုတ်တတ်သေးဘူးဆိုရင်ခက်နောက်ကျနေပြီနော်ဒါလေးပဲပေါ့နော်အဲ့တော့ဒီနောက်ဆုံးဟာကိုလည်းကျွန်တော်ဖြတ်လိုက်မယ်စကားပြောပြီးနောက်ပိုင်းမှာကျွန်တော်ဘာမှ action မှဆက်မလုပ်ခိုင်းတော့ဘူးပေါ့နော်ဘာလို့လဲဆိုတာလည်းခဏနေကျွန်တော်ရှင်းပြပေးပါမယ် Okay ဒီမှာကျွန်တော်မြန်မာအတန်ထွက်မှန်အောင်မှန်ပလားဆိုတာတော့တစ်ချက်ပြန်စစ်ရမယ်ပေါ့နော်ဒီမှာဆိုရင် video 3.1 လို့လာမှာသူကပေါ့နော်0.1 လို့မလာဘူးသူတို့ကဒီဟာ dot လို့သုံးတာဖြစ်တဲ့ဆိုတော့ကျွန်တော်ကဒီမှာ point လို့သုံးစီခြင်း point point view 3.1 မှာ space တွေဖြတ်လိုက်နော်မြန်မာအတန်မှန်အောင်မထုတ်တတ်သေးဘူးဆိုရင်ခင်းနောက်ကျနေပြီနော်ဒီလိုပေါ့နော်space ကလည်း space ခံထားရင်လည်းသူကအဲ့လိုစကားပြောတဲ့ဟာမှာနားသွားတယ်ပေါ့နော်လို့တစ်ဆက်တည်းမပြောဘူးအဲ့ဒါကြောင့်ကျွန်တော် space ကိုဖြတ်တာအဲ့တော့ဟုတ်ပြီဒီ prompt အတိုင်းကိုကျွန်တော်စမ်းထုတ်ကြည့်လိုက်မယ်ဒီမှာအော်အဲ့ဒါတက်နေတယ် okay ကျွန်တော်ဒီ prompt အတိုင်းကိုကျွန်တော်စမ်းထုတ်ကြည့်လိုက်မယ် text to video 3.1 ပေါ့နော်16ကိုပဲ output ကိုကျွန်တော်နှစ်ခုယူလိုက်မယ် 3.1 first နဲ့ပေါ့နော် 3.1 first နဲ့ပဲ output ကိုနှစ်ခု 60:9 နဲ့ကျွန်တော်စမ်းထုတ်ကြည့်လိုက်မယ်
Okay video ရလာပြီပေါ့နော်ကျွန်တော်တို့နှစ်ခုထုတ်ခိုင်းလိုက်တယ်ဒါပေမဲ့တစ်ခုပဲထွက်လာတယ်တစ်ခုကတော့ fail သွားတယ်ပေါ့နော်ထားပါပေါ့နော်ပြီးရင်ဒီကောင်ကလည်း audio မပါလာဘူးပြဿနာကပေါ့နော်တစ်ချက်ကြည့်လိုက်မယ် Okay ဒီ video ကကျွန်တော်တို့ camera က stay ဖြစ်တယ်ပေါ့နော်အငြိမ်ဖြစ်တယ်အငြိမ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကောင်ကိုမြန်မာတန်မှန်အောင်လုပ်ဖို့ဆိုရင်လွယ်ကူလောက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ကိုစမ်းကြည့်မယ်ဒီမှာတော့ audio မပါဘူးဗျာဒါပေမဲ့ကျွန်တော်နောက်တစ်ခေါက်ထပ်လုပ်အောင်ပါပေါ့နော်အဲ့တော့ဒီကောင်ကိုမြန်မာတန်မှန်အောင်လုပ်ဖို့ဆိုရင်ကျွန်တော်တို့ဒီ video ကြိုက်တယ်အဲ့တော့ add to scene ဆိုတာလေးရှိတယ်ပေါ့နော်ဒီမှာ add to scene ဆိုတာကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီ scene beta ဆိုတဲ့ထဲကိုရောက်သွားမှာပေါ့နော် scene beta ဆိုတဲ့ထဲကိုရောက်သွားပြီဒီကောင်ကတော့အတန်မပါဘူးအတမပါဘူးဒါပေမဲ့ကျွန်တော်တို့ဗီဒီယိုကနောက်တစ်ခေါက်ထပ်ထုတ်ရမှာပေါ့နော်ဗီဒီယိုနောက်တစ်ခေါက်ထပ်ထုတ်မယ်ထပ်ထုတ်ဖို့ဆိုရင်ဒီဗီဒီယိုကိုထုတ်ထားတဲ့ prompt ကိုပဲကျွန်တော် copy ပြင်သွားယူလိုက်အောင်မယ်reuse prompt ကိုနှိပ်ပြီးတော့ကျွန်တော်ဒီ prompt ကို copy ယူလိုက်မယ် copy ယူပြီးတော့မှကျွန်တော်ဒီ scene beta တွေပြင်သွားမယ်ဒီမှာ play ကြည့်မယ်နော်ဒီမှာအတန်မပါလာဘူးဒီမှာဆိုအတန်မပါလာဘူးပေါ့နော်ကျွန်တော် dialogue တွေပြောခိုင်းတာဒါပေမဲ့အတန်မပါလာဘူးရတယ်အဲ့ဒါကိစ္စမရှိသေးဘူးအဓိကကျွန်တော်လောက်အောင်မှာဒီ video ရဲ့နောက်ဆက်တွဲမှာဘာဆက်ဖြစ်မလဲဆိုတာကိုကျွန်တော်တို့ထုတ်အောင်ပါပေါ့နော်အဲ့တော့ကျွန်တော်ဒီ plus sign လေးကိုတစ်ချက်နှိပ်ပြီးတော့ extend ဆိုတာရှိရေပေါ့နော်ဒီ extend ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ရင်သူကဒီမှာဒီ video ရဲ့နောက်ဆက်တွဲမှာဘာဆက်ဖြစ်မလဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဟို prompt ရိုက်ပေးရမှာပေါ့နော်အဲ့တော့ကျွန်တော်ခုန copy ကုန်းလာတဲ့ prompt ကိုပဲပြန်ထည့်လိုက်မယ်ထည့်ပြီးတော့ output ကိုနှစ်ခုထုတ်ကြည့်လိုက်မယ်ပေါ့နော် output ကိုတော့ထုံးစံနိုင်မယ်နှစ်ခုထုတ်ကြည့်လိုက်မယ်16ခုနဲ့ပဲ okay ထုတ်လိုက်ပြီဒီမှာကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်ဘာလို့ဒီအရှိရဗီဒီယိုကိုကျွန်တော်တို့ကကင်မရာကိုအငြိမ်ယူရလဲဆိုရင်ကျွန်တော်ကဒီဗီဒီယိုရဲ့နောက်ဆက်တွဲမှာဘာဆက်ဖြစ်မလဲဆိုတာကိုကျွန်တော်တို့ကလှုပ်ရတာပေါ့နော်ကျွန်တော်တို့မြန်မာတန်မှန်တဲ့ဟာကဒီအပိုင်းမှာလာမှာဗျာဒီအရှိပိုင်းမှာလာမှာမဟုတ်ဘူးပထမဆက်ထုတ်ခြင်းမှာတော့မြန်မာတန်ကမှန်နိုင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကဒီနောက်ပိုင်းဟာကိုပဲအဓိကကြည့်ရမှာဖြစ်တယ်အဲ့တော့အရှိပိုင်းဟာကိုကျွန်တော်တို့ကstay camera နဲ့ပေါ့နော်အဲ့လို camera ကိုအငြိမ်ယူထားမှပဲကျွန်တော်တို့ကနောက်ပိုင်းထုတ်တဲ့ခါကျရင်သူ့ရဲ့ action တွေတည်းရမလားသူကိုခြေတွေလက်တွေလောက်တာတွေစကားပြောတာတွေကအဲ့လိုဟန်ချက်မပြတ်သွားမှာပေါ့နော်မဟုတ်ဘဲနဲ့ဥမာ camera zone in ဝင်သွားတာတို့ camera နောက်တစ်ဆင်းပြောင်းသွားတာတို့ဘာလို့ဆိုရင်ကျွန်တော်တို့ဒီနောက်ဆက်တွဲထုတ်တဲ့ခါမှာပြဿနာတွေရှိနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်က camera ကိုအငြိမ်မဲ့ထားခိုင်းထားတယ်ဒီ frame တိုင်းလေးပဲပေါ့နော်ဒီတိုင်းလေးပဲဒီ composition အတိုင်းလေးပဲယူမယ်ဆိုပြီးတော့ပြောထားတာပေါ့နော်အဲ့တော့ကျွန်တော်ဒီထုတ်ထားတဲ့ဟာလေးကိုတစ်ချက်စောင့်ကြည့်လိုက်မယ်နော်ကျွန်တော်ထုတ်ထားတဲ့ဗီဒီယိုရပြီပေါ့နော်ရပြီဆိုတော့ကျွန်တော်အရင်ဆုံး play ကြည့်လိုက်မယ်ခင်နောက်ကြနေပြီနော်ဒါကပထမထုတ်ထားတဲ့ဟာမှာအတန်မပါဘူးဒါပေမဲ့ရတယ်အဲ့ဒါကအဓိကမဟုတ်ဘူးအဲ့တော့ကျွန်တော်ဒုတိယဗီဒီယိုကြည့်မယ်ဗီဒီယို 3.1 မှာမြန်မာအတန်မှန်အောင်မထုတ်တတ်သေးဘူးဆိုရင်ခင်နောက်ကြနေပြီနော်မြန်မာအတန်မှန်သွားပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုဒီဒုတိယဗီဒီယိုပဲယူမှာပေါ့နော်ဗီဒီယို 3.1 မှာမြန်မာအတန်မှန်အောင်မထုတ်တတ်သေးဘူးဆိုရင်ခင်နောက်ကြနေပြီနော် Okay ဒါကဒီကောင်ကကျွန်တော်နှစ်ခုထုတ်လာတာဗျာဒါက option 1ပေါ့နော် option 2ကိုတစ်ချက်ကြည့်လိုက်ဗီဒီယို 3.1 မှာမြန်မာအတန်မှန်အောင်မထုတ်တတ်သေးဘူးဆိုရင်ခင်နောက်ကြနေပြီနော်okay ဒီကောင်လေးကပိုကောင်းတယ်ပေါ့နော်ဒီကောင်လေးကနည်းနည်း move and tone လေးကနည်းနည်းပိုမိုက်တယ်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုပဲယူလိုက်မယ်ဒီမှာပေါ့နော်ကျွန်တော်ခုနပြောသလိုမျိုးပထမဗီဒီယိုနဲ့ဒုတိယဗီဒီယိုဒီအဲ့လိုအပြောင်းလေးမှာပေါ့နော်ဒီနားလေးဆိုဒီလိုလေးပြောင်းသွားတာအလုံးဝအဲ့လိုမျိုး smooth ဖြစ်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီပထမဗီဒီယိုမှာအဲ့လိုမျိုး zone in ဝင်တာတွေတခြားအဆင့်ပြောင်းသွားတာတွေဖြစ်နေမယ်ဆိုရင်ဒုတိယဗီဒီယိုကိုရောက်တဲ့အခါကျရင်အဲ့လိုကိုလိုကန့်လန့်နေဖြစ်တတ်တယ်ပေါ့သိရမလားကိုလိုချင်တဲ့ပုံစံတိုင်းမရဘူးဖြစ်တတ်တယ်အဲ့တော့ဒီကျွန်တော်တို့အကြံဉာဏ်ပေးတာကတော့ကင်မရာကိုဒီလိုအငြိမ်ထားပြီးထုတ်တာကတော့အကောင်းဆုံးပဲပေါ့နော်အဲ့ဒါကြောင့်မလို့လဲကျွန်တော် Pro နဲ့မှာကင်မရာကိုအငြိမ်ထားဖို့ရိုက်ခိုင်းထားတာပေါ့နော် Okay ကျွန်တော်ဒီဗီဒီယို download ဆွဲမယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့ဒီညာဘက်
နားလေးမှရှိတယ်ဒီ arrange ဆိုတာလေးပေါ့နော်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ရင်ကျွန်တော်ကအရှိကဗီဒီယိုကအတတ်မပါဘူးအဲ့တော့ဒီဗီဒီယိုကိုမလိုချင်ဘူးဒီနောက်ကဗီဒီယိုတစ်ခုပဲလိုချင်တာဖြစ်တဲ့အတွက်ဒီကောင်ကိုဖြတ်လိုက်မယ်ဖြတ်ပြီးတော့ရင်ကျွန်တော်ဒီဘက်မှာ dam ကိုနှိပ်မယ်အဲ့ဒါဆိုရပြီပေါ့နော်ဒီဗီဒီယိုတစ်ခုတည်းဖြစ်သွားပြီကျွန်တော် play ကြည့်လိုက်မယ်နော် video 3.1မှာမြန်မာအတန်မှန်အောင်မထုတ်တတ်သေးဘူးဆိုရင်ခေတ်နောက်ကျနေပြီနော် video 3.1မှာမြန်မာအတန်မှန်အောင်မထုတ်တတ်သေးဘူးဆိုရင်ဒါကကျွန်တော်ရွေးထားတဲ့ option 2ပေါ့နော် option 1လေးလည်းပြန်ကြည့်လိုက်အောင်ဗျာဆိုရင်ခေတ်နောက်ကျနေပြီနော် video 3.1မှာမြန်မာအတန်မှန်အောင်မထုတ်တတ်သေးဘူးဆိုရင်ခေတ်နောက်ကျနေပြီနော် video 3.1မှာနည်းလေးပိုကောင်းမယ်လားလို့ပေါ့နော်ဒီကောင်လည်းမစိုးဘူးပေါ့နော်အောက်ကကောင်ကကျတော့အဲ့လိုမျိုးစကားပြောတဲ့လေးယူလေးတင်းရန်ကောင်းတယ်ဒါတော့ကိုအဆင်ပြေတဲ့ဟာကိုရွေးပြီးယူလို့ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအပေါ်ကဟာကိုပဲယူလိုက်မယ်ယူပြီးတော့ရင်ကျွန်တော်တို့ download ဆွဲဖို့ဆိုရင်ဒီဘက်ညာဘက်အောက်တောင်လေးမှာဒီမှာ download button လေးရှိရပေါ့နော် download ဆိုတော့တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ရင်သူကဒီအပေါ်မှာ exporting ဆိုပြီးတော့ wine လေးလဲလာလိမ့်မယ်အဲ့ဒါကိုခဏလေးစောင့်လိုက်ပေါ့နော်Okay ဒီမှာဆိုရပြီ video export တက်ဖြစ်သွားပြီဆိုကျွန်တော်တို့က download နှိပ်လိုက်ရုံပဲအဲ့ဒါဆိုရင်ဒီမှာ download ဆွဲသွားပြီပေါ့နော် Okay ဒီမှာကျွန်တော်အဓိကပြောချင်တာက text to video မှာကျွန်တော် video ထုတ်တဲ့အခါမြန်မာအတန်မှန်ခြင်းနေဆိုရင်ကျွန်တော်ခုနကပြောသလိုပဲပထမဆုံးထုတ်တဲ့ video ကတော့ကျွန်တော်တို့မမှန်နိုင်ဘူးပေါ့နော်ဒီမှာဆိုကြည့်လိုက်ပါပထမဆုံးထုတ်တဲ့ video တွေကမြန်မာအတန်မှန်ဖို့ဆိုတာအဲ့လိုမျိုးခွင့်ရနေတယ်ပေါ့နော်ခွင့်ရနေတယ် chance နေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒုတိယ video ကိုကျွန်တော်တို့ extend ပေါ့နော် extend လုပ်တဲ့ video မှာမှန်တာများတာပေါ့နော်အဲ့တော့ကျွန်တော်က extend လုပ်ဖို့ဆိုရင်ပထမ video မှာခုနကကျွန်တော်ပြောခဲ့သလိုပဲကင်မရာကိုအငြိမ်ထားတာကအကောင်းဆုံးပဲမဟုတ်ရင်ကျတော့ကမောက်ကမာတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးသိရမလားကိုလိုချင်တဲ့ပုံစံတိုင်းမရတာမျိုးတွေဖြစ်တတ်တယ်ပြီးရင်မြန်မာအတန်မမှန်တော့တာတွေသိရမလားအဲ့လိုမျိုးတွေလည်းဖြစ်တတ်တယ်အဲ့ဒါကိုကျွန်တော်အရှိကထုတ်ခဲ့ဘူးတဲ့ဗီဒီယိုလေးမှာကျွန်တော်နမူနာပြပေးပါမယ် Okay ဒီအကောင့်မှာပေါ့နော်ကျွန်တော်ပြချင်တာဒီအကောင့်မှာရှိတယ်ဗာလဲဆိုတော့ကျွန်တော်ခုနကပြောတဲ့ပထမဆုံးကျွန်တော်တို့ထုတ်တဲ့ဗီဒီယိုမှာကျွန်တော်တို့ကကင်မရာကိုအငြိမ်မထားခဲ့ဘူးအဲ့လိုကင်မရာအပြောင်းလဲတွေကင်မရာ movement တွေကထည့်မယ်ဆိုရင်ကျွန်တော်တို့ extend ထုတ်တဲ့အခါမှာ error တွေတက်နိုင်တယ်ပေါ့နော်ကမောက်ကမာတွေဖြစ်နိုင်တယ်ဆိုတာကျွန်တော်ဒီမှာနမူနာပြပေးမယ်ဗျာကျွန်တော်ဒီဗီဒီယိုမှာဆိုရင်အဲ့လိုမျိုးဖြစ်ထားတာပေါ့နော်ကျွန်တော် sync data တွေမှာပြပေးမယ်နော်ဒီမှာပေါ့နော်ကျွန်တော်ဒီပထမဗီဒီယိုကတော့ပုံမှန်ပဲကျွန်တော် text to video နဲ့ print ရိုက်ပြီးတော့ထုတ်လိုက်တယ်အတန်မမှန်ဘူးပေါ့နော်နိုင်ပြုတ်ပဲတော့ကိုပြက်လို့အတဲနိုင်ချင်းရှင်စပိုက်ပန်တော့မကြံနဲ့နိုင်မြန်ပြီဟဲ့ညီမလိုအမြဲနိုင်ခြင်းရင်စပိတ်ဘက်မှာစော့ကြနော်နိုင်အဲ့လိုပေါ့နော်ဒီဗီဒီယိုဒီပထမဗီဒီယိုကကျွန်တော်ပုံမှန်တိုင်းပဲ text to video နဲ့အရင်ထုတ်လိုက်တယ်အဲ့ဒါကိုအတန်မမှန်လို့ဆိုပြီးတော့ကျွန်တော်ဒီဆင်းပေးတာတွေထည့်ပြီးတော့ပေါ့နော်ဒီ extend နဲ့ပေါ့နော်ဒီမှာဒီ extend နဲ့အဲ့ဒါကိုအဲ့လိုဒီဗီဒီယိုကိုထပ်ထုတ်လိုက်တယ်ထပ်ထုတ်လိုက်တဲ့အခါမှာပြဿနာဘာဖြစ်လဲဆိုတော့အဲ့လို camera movement တွေရောစကားပြောတာတွေရောအဆင်မပြေတော့ဘူးဗျာဘာလို့လဲဆိုတော့ပထမ prompt မှာတည်းကကျွန်တော်ကဘယ်လိုရိုက်ထားလဲဆိုတော့ဗျာကောင်မလေးကဖုန်းသုံးနေရေကူးကန်ပေးမှာဖုန်းသုံးနေမယ်ပြီးတော့သူဖုန်းကနေပြီးတော့နိုင်သွားလို့ဆိုပြီးတော့ပျော်ပြီးတော့ရေကူးကန်လေးကိုခုန်ဆင်းသွားမယ်ပေါ့နော် prompt ထဲမှာကျွန်တော်အဲ့လိုရိုက်ထားတာအဲ့မှာဆိုရင် action တွေကများတယ်ပေါ့နော်သိရမလားဟိုကင်မရာကလည်းအငြိမ်မဟုတ်ဘူးဒီကောင်မလေးကလည်းအငြိမ်မဟုတ်ဘူးအဲ့လိုဖြစ်နေလို့လေကျွန်တော်နောက်တစ်ခုကိုမြန်မာတန်မှန်အောင်လို့ဆိုပြီးတော့နောက်တစ်ခေါက်ပြန်ထုတ်တဲ့အခါမှာဒီလိုမျိုးကြီးပေါ့နော်ဒီဒုတိယဗီဒီယိုမှာဆိုကျွန်တော်လိုချင်တဲ့လိုမျိုးမဖြစ်တော့ဘူးရာသိရမလားကောင်မလေးကဖုန်းသုံးပြီးတော့မှရေကူးကန်နဲ့ခုန်ဆင်းတာမဟုတ်တော့ဘဲနဲ့ပထမဗီဒီယိုရဲ့အစုံရေကူးကန်နဲ့ခုန်ဆင်းသွားတာနေပြီးတော့စလာတာပေါ့နော်အဲကြတော့ကျွန်တော်ခုနပြောသလိုမျိုးပဲကင်မရာကိုအငြိမ်ထားပါဆိုတာဒါကြောင့်မလို့ပေါ့နော်ကင်မရာအငြိမ်မထားရင်အဲ့လိုမျိုးဒီကျွန်တော်တို့က extend ဖြစ်တဲ့အတွက်ဒီဗီဒီယိုရဲ့နောက်ဆက်တွဲမှာဘာဆက်ဖြစ်မလဲဆိုတာကိုထုတ်ရတာဖြစ်တဲ့အတွက်ပထမဗီဒီယိုရဲ့နောက်ဆုံးကအရင်အရေးကြီးတယ်ပေါ့နော်အဲ့တော့ပထမဆုံးထုတ်တဲ့ဗီဒီယိုရဲ့နောက်ဆုံးမှာဟိုဘာ movement မှာဘာ action မှာမထည့်တာတော့အကောင်းဆုံးပဲလို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကိုအစားဆုံးတစ်ချက်ပြန်ကြည့်လိုက်ပေါ့နော်နိုင်ပြုတ်ပဲတော့ကိုပြက်လို့အတဲနိုင်ချင်းရှင်စပိုက်ပန်တော့မကြံနဲ့နိုင်မြန်ပြီဟဲ့ညီမလိုအမြဲနိုင်ခြင်းရင်စပိတ်ဘက်မှာစော့ကြနော်နိုင်
မြန်မာအတန်ပြောတာတော့မှန်တယ်ဗျာဒါပေမဲ့ကျွန်တော်ပြောသွားတဲ့ဟို action တွေပေါ့နော်ဒီကောင်မလေးရောက်ဖုန်းသုံးနေမယ်ပြီးမှယူစကားပြောပြီးတော့မှရေကူးကနေခုံချသွားမယ်ဆိုတာတွေကမှားသွားတယ်ပေါ့နော်ဟိုအဲ့ဒါကြောင့်မလို့ကျွန်တော်ခုနကဗီဒီယိုထုတ်တဲ့အခါမှာကင်မရာကိုအငြိမ်မယ်ယူရမယ်ဆိုတာအဲ့ဒါကြောင့်မလို့ပြောတာပေါ့နော်โอเคကျွန်တော်တို့အဲ့ဒါဆိုရင်နောက်တစ်ခုသွားကြမယ်โอเคနောက်တစ်ခုကကျတော့ကျွန်တော်ကဟိုဟာ image to video ပေါ့နော်အဲ့ဒါကိုတစ်ချက်စမ်းပြပေးမယ်အဲ့တော့ကျွန်တော် project အသစ် down လိုက်တယ် down ပြီးတော့ဒီ text to video နေရာမှာကျွန်တော်တို့က frame to video ပေါ့နော် frame to video အဲ့ဒါကိုရွေးလိုက်မယ်ရွေးပြီးတော့ဒီပုံထည့်လိုက်မယ်ပေါ့နော်ဒီလူကြီးကစကားပြောတာကိုကျွန်တော်တို့ video ထုတ်မယ်ပေါ့နော်အဲ့တော့ဒီပုံကိုကျွန်တော်တို့ထည့်လိုက်ပြီထည့်ပြီးတော့ရင်ကျွန်တော်တို့ prompt လေးရိုက်မယ်ပေါ့နော် prompt ရိုက်မယ်ကျွန်တော်ဒီလူကြီးကိုတော့ Oman ပေါ့နော် Oman language is သူဘာပြောမလဲပေါ့နော် the Oman looked directly into the camera and say in Burmese language ပေါ့နော်ပြီးသူဘာပြောမလဲဆိုရင်တခုခုပေါ့နော်ကျွန်တော်စမ်းထုတ်မှာဆိုတော့စာလည်းအရင်ရှည်လို့မရဘူးပေါ့နော်ပြောမဲ့စာလည်းအကြိုင်တော့မှားရတယ်ပေါ့နော်အဲ့တော့တူတူလေးပဲကျွန်တော်တစ်ချက်ရေးပြပေးမယ်ဒီစာလေးပဲပေါ့နော်လက်ဖက်ရည်တောက်သွားကြပါအောင်အဲ့ဒါလေးပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီ frame ကိုဒီစာဒီ prompt နဲ့ပေါ့နော်အဲ့လိုမျိုး video ထုတ်ခိုင်းလိုက်မယ် okay video ရပြီပေါ့နော် video ရပြီဆိုတော့ကျွန်တော် video ကိုတစ်ချက်ဖွင့်ကြည့်လိုက်မယ်လက်ခုပန်ရေတောက်သွားကြက်ဦးဒီမှာဆိုရင်စကားပြောတော့မမှန်ဘူးပေါ့နော်ဒါပေမဲ့ကိစ္စမရှိဘူးကျွန်တော်လိုချင်တဲ့ action တိုင်းရတယ်ပေါ့နော်ကင်မရာကလည်းအငြိမ်ဖြစ်တယ်ဒီအဖိုးကြီးကလည်းလက်ဖေးတောက်နေနဲ့လှည့်ပြီးတော့စကားပြောတယ်ပေါ့နော်ကျွန်တော်ဒုတိယ option ကိုတစ်ချက်ကြည့်လိုက်မယ်လက်ချရေပြီးတောက်သွားကြံဘူး ဒီမှာဆိုလည်းမြန်မာစာမမှန်ဘူးပေါ့နော်ဒါပေမဲ့ဒီမှာတခုရှိတာကသူကကျွန်တော်ဒီမှာဒီပုံတိုင်းမဟုတ်ဘဲနဲ့ဇွန်းရင်လေးတစ်ချက်ဝင်သွားတယ်ပေါ့နော်တစ်ချက်ကြည့်လိုက်အမှဇွန်းရင်ဝင်သွားရင်ပေါ့နော်ဇွန်းရင်ဝင်သွားရင်သူကဒီ frame ဖြစ်သွားမှာဗျာဒီ video ကိုကျွန်တော်တို့က extend သွားထုတ်တဲ့အခါကျရင်သူကဒီ frame နဲ့စလာမှာပေါ့နော်ဒီလိုမျိုးတခြားလူတွေပါတဲ့ frame နဲ့မဟုတ်ဘဲနဲ့ဒီလိုနည်းနည်း white ဖြစ်တဲ့ frame နဲ့မဟုတ်ဘဲနဲ့ဒီ frame နဲ့စလာမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာကိုမသုံးဘူးမသုံးဘဲနဲ့ဒီ video ကိုပဲသုံးမယ်အဲ့တော့ဒီ video ကိုမြန်မာတမန်ကိုလုပ်ဖို့ဆိုရင်ဒီညာဘယ်ဘက်အပေါ်တောင်းက add to send ကိုနှိပ်မယ်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီ send ပေးတာလေးကိုရောက်သွားပြီပေါ့နော် send ပေးတာလေးရောက်သွားပြီဆိုမှကျွန်တော်တို့ပထမလုပ်နေကြအတိုင်းပဲ extend လုပ်မယ်ပေါ့နော်ကျွန်တော်အရင်ဆုံး prompt ကို copy ပြန်သွားကူးလိုက်အောင်မယ် prompt copy ကူးလိုက်မယ်ပြီးရင် send ပေးတာလေးပြန်သွားမယ်စင်မိတာလည်းရောက်ပြီဆိုကျွန်တော်တို့ခုနကလုပ်တဲ့အတိုင်းပဲဒီ plus sign လေးကိုတစ်ချက်နှိပ် extend ဆိုတာလေးကိုနှိပ်ပြီးတော့ရင်ကျွန်တော်တို့ခုနရေးထားတဲ့ prompt ကိုရိုက်ထည့်လိုက်မယ်ရိုက်ထည့်လိုက်ပြီးတော့ရင်ကျွန်တော်တို့ output ကတော့နှစ်ခုမယူတော့ဘူးဗျာတစ်ခုပဲယူတော့မယ်ကျွန်တော် credit လေးချွေထားလိုက်မယ် okay တစ်ခု output တစ်ခုကိုပဲထုတ်ခိုင်းကြည့်လိုက်မယ်โอเคကျွန်တော်တို့ဗီဒီယိုရလာပြီပေါ့နော်ကျွန်တော်ထောက်ခိုင်းရတဲ့ဗီဒီယိုဒီနောက်မှရလာပြီအဲ့တော့ကျွန်တော် play ကြည့်လိုက်မယ်ပေါ့နော်ပထမဗီဒီယိုကတော့ပထမဒီဗီဒီယိုကတော့အတန်မှန်မှာမဟုတ်ဘူးဒုတိယဗီဒီယိုမှာမှန်လားဆိုတာ play ကြည့်လိုက်မယ်လက်ခုပန်ရေတောက်သွားကြက်ဦးလက်ပတ်ရေတောက်သွားကြပါဝီမှန်တော့မှန်တယ်ပေါ့နော်လိုမျိုးပေါ့နော်ဒီမှာဆိုတွေ့လိုက်လားမသိဘူးပေါ့နော်ကျွန်တော်ဒီခုနကကျွန်တော်တို့ကဒီဗီဒီယိုကိုဒီပထမဗီဒီယိုကိုကျွန်တော်တို့က extend လုပ်ထားတာဖြစ်တဲ့အတွက်ဒီဗီဒီယိုရဲ့နောက်ဆုံးကနေပြီးတော့ကျွန်တော်တို့ကပြန်စတာပေါ့နော်ဒီဒုတိယဗီဒီယိုဒီပထမဗီဒီယိုရဲ့နောက်ဆုံးကနေပြန်စတာဒီပထမဗီဒီယိုကနေဒုတိယဗီဒီယိုအပြောင်းလေးမှဆိုတစ်ချက်ကြည့်ကြည့်လိုက်ပေါ့နော်ဒီမှာသူစကားပြောတယ်ပထမဗီဒီယိုမှာစကားပြောပြီးတော့သူလက်ဖိတ်ခွက်ကိုချမလို့လုပ်တယ်ပေါ့နော်ဒါပေမဲ့ဒီဘက်ကလူနဲ့ချမလို့လုပ်တာမဟုတ်ဒီဘက်ကလူနဲ့အဲ့လိုမျိုးခွက်ချင်းတိုက်ဖို့ပုံစံမျိုးလုပ်တယ်ပေါ့နော်အဲ့မှာစုံသွားတယ်ပေါ့နော်ပထမဗီဒီယိုမှာဒုတိယဗီဒီယိုမှာကြည့်လိုက်ရင်
ဒီကနေပြန်စတယ်တွေ့တယ်မလားကျွန်တော်တို့ဒီဒုတိယဗီဒီယိုမှာဆိုရင်ဒီခွက်ချင်းတိုက်ခံနည်းလေးကနေပြန်စတယ်အဲ့တော့ကျွန်တော်တို့ကပထမဗီဒီယိုရဲ့နောက်ဆုံးကဒုတိယဗီဒီယိုရဲ့အစဖြစ်ကိုဖြစ်တယ်ဗျာအဲ့တော့ကျွန်တော်တို့က extend လုပ်တဲ့ခါကျရင်ကင်မရာကိုအဲ့လိုအငြိမ်ထားတာတော့အကောင်းဆုံးပဲအဲ့ဒါကြောင့်မလို့ကျွန်တော်ကကင်မရာကိုအငြိမ်ထားခိုင်းတာလားအခုအဲ့ဒါဆိုရင်ကျွန်တော်ဒုတိယဗီဒီယိုယူမယ်ပထမဗီဒီယိုဖြတ်မယ်ဖြစ်တဲ့အတွက်ဒီဘက်အောက်တောင်က arrange ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ပထမဗီဒီယိုကိုဖြတ်လိုက်မယ်ဖြတ်ပြီးတော့ရင်တန်းကိုနှိပ်မယ်ပြီးရင်ပထမဗီဒီယိုကိုပြန် play ကြည့်လိုက်မယ်စောက်သွား လက်ပတ်ရည်တောက်သွားကြပါပြီ ဒါဆိုရပြီပေါ့နော်ဒါကိုကျွန်တော်ဒီဘက်မှာ download ဆွဲမယ်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာ exporting ဖြစ်နေတာခဏစောင့်လိုက်မယ် okay download okay ရပြီပေါ့နော်ဒါဆိုရင်ဒီကောင်ကကျွန်တော်တို့ frame to video ပေါ့နော် frame to video နဲ့စမ်းပြထားတာနောက်ဆုံးတစ်ခုကျွန်တော်စမ်းပြပေးဖို့ကြံတာက ingredients to video ပေါ့နော် ingredients to video ဆိုတာကဘာကိုပြောတာလဲဆိုတော့ ingredients ဆိုတဲ့အဓိပ္ပာယ်ကဗျာကျွန်တော်တို့ပါဝင်ပစ္စည်းတွေပေါ့ဗျာတကယ်မှာဥပမာထားပါတော့ကျွန်တော်စက်ပြမုံပဲဖြစ်ဖြစ်ဟိုဘာပဲဖြစ်ဖြစ်ပေါ့နော်စားစရာတွေမှာဆိုရင်ပါဝင်ပစ္စည်းတွေပါတယ်လို့သိရမလားဒီဗီဒီယိုမှာလည်းကျွန်တော်တို့ကဘာတွေထည့်မလဲဆိုတာမျိုးပေါ့နော်ဘာတွေပါမလဲဆိုတာကိုကျွန်တော်တို့ကထည့်ပေးရတာပေါ့နော်အဲ့တော့ကျွန်တော်စမ်းပြပေးမယ်ဒီ project အသစ်တောင်းလိုက်မယ်တောင်းပြီးသွားရင်ကျွန်တော်ဒီ text to video နေရာမှာ ingredients to video ဆိုတာကိုတစ်ချက်ရွေးလိုက်မယ်ရွေးပြီးတော့ရင်ကျွန်တော်တို့ကဒီမှာဘာတွေထည့်မလဲဆိုတာကိုကျွန်တော်တို့က upload လုပ်ပေးရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီ plus sign လေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ upload ကိုရွေးလိုက်မယ်ရွေးပြီးတော့ရင်ကျွန်တော်ဒီမှာအဖိုးကြီးပုံ okay save နဲ့နှိပ်လိုက်မယ်ပြီးရင်ဒီမှာပေါ့နော်ဒီကောင်ဆိုရင်ကျွန်တော်ကလက်ဖိတ်ဆိုင်မှာအဖိုးကြီးမပါတဲ့လက်ဖိတ်ဆိုင်အလွတ်ပေါ့ဗျာသိရမလားဒီပုံမှာဆိုရင်တော့အဖိုးကြီးလည်းပါတယ်လက်ဖိတ်ဆိုင်လည်းပါတယ်ဒါပေမဲ့ကျွန်တော်ကအဖိုးကြီးလည်းမပါတယ်လက်ဖိတ်ဆိုင်ပေါ့နော်ကျွန်တော် upload ပြန်လုပ်ပြပေးမယ်အဲ့ဒါကိုဒီမှာပေါ့နော်ဒီမှာအဖိုးကြီးမပါဘူးဗျာလက်ဖိတ်ဆိုင်ကအလွတ်ကြီးကျွန်တော်လက်ဖိတ်ဆိုင်ကိုတီးတန်းထည့်တယ်ဟိုအဖိုးကြီးပုံအဖိုးကြီးတီးတန်းကိုတစ်ပုံထည့်တယ်ပေါ့နော်အဲ့လိုမျိုးနှစ်ပုံထည့်ပေးလိုက်တယ်ဘာလို့အဖိုးကြီးကို background မှာဘာမှမပါတဲ့ဟာကိုထည့်ရလဲဆိုရင် background မှာဘာမှမပါမှာသူတို့ကဒီအဖိုးကြီးကိုပေါ့နော်ဒီလက်ဖိတ်ဆိုင်ကိုထည့်သုံးတဲ့အခါမှာကျွန်တော်တို့အဲ့ဒါမဖြစ်မှာပေါ့နော်သိရမလားဘေး background ဘာမှမပါတော့သူတို့လည်းဖြတ်ရတောက်ရလွယ်တဲ့သဘောမျိုးပေါ့ဗျာအဲ့တော့တို့ဒီမှာဆိုရင်လက်ဖိတ်ဆိုင်ပုံထည့်ထားတယ်အဖိုးကြီးမပါဘူးဒီမှာအဖိုးကြီးတီးတန့်ပါတယ်အဖိုးကြီးတီးတန့်နဲ့လက်ဖိတ်ဆိုင်နှစ်ခုပေါင်းပြီးတော့ကျွန်တော်တို့ကခုနလိုပဲအဖိုးကြီးကလက်ဖိတ်ဆိုင်မှာထိုင်ပြီးစကားပြောတဲ့ဟာကိုကျွန်တော်တို့ဗီဒီယိုထုတ်ခိုင်းမယ်ပေါ့နော်အဲ့တော့ကျွန်တော် prompt လေးရေးလိုက်မယ်အိုးမန်တခါတော့ထိုင်နေတာမဟုတ်ဘဲနဲ့လက်ဖိတ်တိုင်ထဲမှာလမ်းလျှောက်ရင်စကားပြောတဲ့ဟာကိုထုတ်ခိုင်းကြည့်မယ်ဗျာthe woman language is ဒီသူပြောမယ့်ဟာပေါ့နော်ဒီလိုမျိုးပေါ့နော်ကျွန်တော်ဒီစာလေးဒီစကားလေးပြောခိုင်းမယ်ပေါ့နော်အမျိုးတို့ရေဒီမှာတောင်းဝဲမှုနဲ့လောက်ပြသွားတယ်အမျိုးတို့ရေကျွန်တော်ဆိုင်မှာလက်ဖက်ရည်လာတောက်ကြပါအောင်ဗျာပေါ့နော် woman working in the t-shirt and say in Burmese language ပေါ့နော်ဒါဆိုရင်သူကဒီမှာတော့ကျွန်တော်တို့ကအငြိမ်မဟုတ်ဘဲနဲ့ဘယ်လိုဖြစ်သွားမလဲဆိုရင်အဖိုးကြီးကလက်ဖက်ဆိုင်ထဲမှာလမ်းလျှောက်ပြီးတော့စကားပြောတဲ့ဗီဒီယိုကိုကျွန်တော်ထုတ်ခိုင်းလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်စမ်းထုတ်ကြည့်လိုက်မယ်ဗီဒီယိုတော့ရပြီပေါ့နော်ဒါပေမဲ့ဒီမှာ no audio generated အတန်မပါလာဘူးဗျာကိစ္စမရှိဘူးကျွန်တော်ပြန်ထုတ်မယ်ဗျာဒီဗီဒီယိုတော့တစ်ချက်ကြည့်လိုက်မယ်နော်โอเคဒီမှာလမ်းလျှောက်ပြီးတော့ပေါ့နော်လမ်းလျှောက်လာပြီးတော့ဒီစကားပြောသွားတယ်ပေါ့နော်ဒါပေမဲ့အတန်ပါမလာဘူးပေါ့နော်အတန်ပါမလာတာဖြစ်တဲ့အတွက်ကျွန်တော်ဒါကိုပဲနောက်တစ်ခေါက်ပြန်ထုတ်မယ်ပြန်ထုတ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီအဖိုးကြီးပုံရောဒီလက်ဖိတ်ဆိုင်ပုံရောဒီ prompt ကိုကျွန်တော်တို့ပြန်သုံးမှာဖြစ်တဲ့အတွက် reuse prompt ကိုနှိပ်လိုက်တာ ਨੇ ကျွန်တော်ဒီမှာအဖိုးကြီးပုံလည်းပါတယ်လက်ဖိတ်ဆိုင်ပုံလည်းပါတယ်စာလည်းပါတယ်ပေါ့နော်စာမှာကျွန်တော်ပြောင်းကြည့်ရမလားဒီတိုင်းပဲထုတ်ကြည့်ရမလားတော့မသိဘူးပေါ့နော်ဒီတိုင်းပဲကျွန်တော်တစ်ခုပြန်ထုတ်ကြည့်လိုက်မယ်
ဗီဒီယိုကထုတ်မရဘူးပေါ့နော်ပြဿနာတက်နေတယ်အဲ့တော့ကျွန်တော်ဒီဟာလေးကိုနည်းနည်းလေးပြန်ပြောင်းကြည့်လိုက်မယ်ပေါ့နော်The Omen လို့မသုံးတော့ပါနဲ့ The Man လို့ပဲသုံးလိုက်မယ်ကျွန်တော်ထင်တော့ privacy တွေညှိနေလို့လားတော့မသိဘူးပေါ့နော် Walking in the t-shirt and say in Burmese language ပြီးရင်ကျွန်တော်ဒါကိုလည်းပြင်ကြည့်လိုက်မယ်ဗျာဆိုပြီးတော့ comma ချပြီးတော့ Dialogue is ဆိုပြီးတော့မှကျွန်တော်ဒီစာကိုရေးလိုက်မယ်ဒါလေးပဲပေါ့နော်အမျိုးတို့ရေးကျွန်တော်ဆိုင်မှာလက်ဖက်ရေးလာတောက်ကြပါအောင် Okay ဒီတိုင်းလေးပေါ့နော်ဒီတိုင်းလေးကိုကျွန်တော်ပြန်ထုတ်ကြည့်မယ် Okay ဗီဒီယိုရပြီပေါ့နော်ဒီမှာတော့အတန်လဲပါလာပြီလို့ထင်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုဖွင့်ကြည့်လိုက်မယ်အမျိုးတို့ရေကျွန်တော်ဆိုင်မှာလက်ဖက်ရည်လာတောက်ကြပါဘူးဗျာအမျိုးတို့ရေကျွန်တော်ဆိုင်မှာလက်ဖက်ရည်လာတောက်ကြပါဘူးဗျာဒီမှာဆိုစကားပြောတာလည်းမှန်တယ်ကျွန်တော်လိုချင်တဲ့အတိုင်းအဖိုးကြီးကလမ်းလျှောက်လာပြီးတော့မှစကားပြောရမယ်ဆိုတဲ့အတိုင်းလုံးဝအတိအကျဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီဟိုစင်းပေးတာတွေထည့်ပြီးတော့ဒီပထမစင်းကိုပြန်ဆက်နေကြမလို့ဘူးဗျာတည်ရမလားကျွန်တော်တို့လိုချင်တဲ့အတိုင်းကိုပထမဆုံးထုတ်ခလေးကကိုရနိုင်တယ်ပေါ့နော်အဲ့တော့ဒီ ingredients to video ကတော့ပို့ပြီးတော့အဆင်ပြေတယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုကိုလိုချင်တဲ့အတိုင်းလေးရတယ်ပေါ့နော်ဟိုကျွန်တော်တို့စင်ပေတာထဲမှာသွားပြီးတော့ extend လုပ်ပြီးထုတ်တဲ့ဗီဒီယိုကျတော့ပထမဗီဒီယိုရဲ့အဆုံးကနေပြီးတော့မှပြန်ဆတာဖြစ်တဲ့အတွက်ကျွန်တော်လိုချင်တဲ့အတိုင်းမရတာတွေဖြစ်တတ်တယ်ဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကင်မရာကြီး angle ကြီးအငြိမ်ထားရတယ်သိရမလားလူလည်းတခြား movement တွေပါတယ်ရှောက်မလုပ်ခိုင်းရဘူးပေါ့နော်အဲ့လိုတွေဖြစ်တယ်ဗျာဒါပေမဲ့ဒီ ingredients to video မှာကျတော့ကိုလိုချင်တဲ့အတိုင်းလေးလုပ်လို့ရတယ်ပြီးတော့ကျွန်တော်ဒီကောင့်ကိုစမ်းဖို့ရှိရပေါ့နော်နောက်တစ်ခုစမ်းဖို့ဘာလဲဆိုတော့ကျွန်တော်အဲ့လိုမျိုးဒီဗီဒီယိုတစ်ခုထဲမှာပဲကင်မရာ angle တွေပြောင်းသွားတာမျိုးပေါ့နော်ပြီးရင်လူကလည်းအဲ့လို movement တွေအမျိုးမျိုးနဲ့ကင်မရာ angle တွေအမျိုးမျိုးနဲ့မြန်မာစာလည်းမှန်ရမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်စမ်းဖို့တော့ရှိတယ်အဲ့ဒါကျွန်တော်စမ်းပြီးသွားတဲ့အခါကျရင်လည်းကျွန်တော်ဗီဒီယိုလုပ်ပြီးတော့ပြန်တင်ပေးမယ်ပေါ့နော်အခုတော့ဒီနေ့တော့ဒီလောက်ပါပဲဗျာเนาะအဲ့တော့ကျွန်တော်ဒီနေ့ပြောသွားတဲ့အထဲမှာဆိုရင်ကျွန်တော်တို့ဒီ test to video နဲ့အတန်ထွက်ပေါ့နော်မြန်မာအတန်ထွက်မှန်အောင်ဗီဒီယိုထုံးကြီးကျွန်တော်ပြောပြပေးသွားတယ်ဒီကောက်မှာအတန်ထွက်မှန်အောင်ထုတ်ရှင်ပထမဗီဒီယိုကိုကျွန်တော်တို့ကအငြိမ်ထားပြီးတော့အရင်ထုတ်ပြီးတော့စင်းပေတာတဲ့ထည့်ပြီးတော့မှစင်းပေတာမှာကျွန်တော်တို့က extend လုပ်ပြီးထပ်ထုတ်ရင်အတန်မှန်ပါတယ်အဲ့လိုပဲဒီ frames to video မှာလည်းပထမဗီဒီယိုကိုဒီတိုင်းပဲအငြိမ်လေးထုတ်ပြီးသွားရင်ဒုတိယဗီဒီယိုကိုကျွန်တော်တို့ကစင်းပေးတာလည်းထည့်ပြီးတော့ extend ထုတ်ပြီးတော့မှကျွန်တော်တို့အတန်ထွက်မှန်အောင်လုပ်ပေါ့နော်အဲ့ဒါဆိုရင်ဒုတိယဗီဒီယိုမှာအတန်ထွက်မှန်ပါတယ်ပေါ့နော်ဒီ ingredients to video ကတော့ကျွန်တော်ခုနပြောသလိုပဲကိုဘာဒီဗီဒီယိုမှာဘာတွေထည့်သုံးခြင်းလဲပေါ့နော်ဥပမာဒီအဖိုးကြီးပါတယ်လက်ဖေးဆိုင်ပါတယ်ပြီးရင်ကိုကဘာပြောစေခြင်းလဲအဲ့ဒါလေးကို prompt လေးရိုက်ပြီးတော့ကျွန်တော်တို့ဒီလိုအပ်တဲ့ပုံလေးထည့်ပြီးထုတ်လိုက်တာ ਨੇ ချက်ချင်းရပါတယ်ဗျာเนาะအဲ့ဒါဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါအောင်ဗျာเนาะနောက်လည်းဒီလိုမျိုးအလင်းတင်လို့ကျွန်တော်ဗီဒီယိုလေးတွေတင်သွားပေးဖို့ရှိပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်